ညနေနေညိုချိန်ဆိုအလွမ်းစိတ်တွေတိုးလို့အပြည့်ချင်းသေးပါမေရဲ့ခွဲရမှာဆိုလို့နှုတ်ဆက်ချိန်တွေဆိုလွမ်းတဲ့ချိန်ကိုအလားရပြင်းနေကိုပါပါရီရှုံးလို့တနခါကိုမုံချဲရောအိမ်လေးလေးဝဲလို့အလားပါချေတာလုံးတဲ့မြို့သူတွေထဲလာရဲ့သူအပေါ်ရမပြောတတ်တာဒါရမင်းသိပါညတာရှိလျက်ရရဲ့ရှိချက်တော့မပြောင်းခင်မို့ကွာမင်းနဲ့ပဲခီးဆက်ချင်လျက်ပါ